Minecraft လို့ပြောလိုက်ရင်ကုကြည့်နေတဲ့ brother တို့ကမစော်ဘူးရင်တော့ကောင်းကောင်းကြားဘူးနေမယ်ဆိုတာကျွန်တော်အာမခံပါတယ် Minecraft ကတစ်ချိန်ကအထူးသဖြင့်2019နဲ့2023ကြားကာလတွေမှာမြန်မာနိုင်ငံမှာကစားသူအများပြားနဲ့တော်တော်လေးစီကားခဲ့ပြီးတော့တော်ဆင်းမဆန်တဲ့ community ကောင်းတစ်ခုရှိခဲ့တဲ့ game တစ်ခုဖြစ်ခဲ့ပါတယ် Hey, that's pretty good. ဒါပေမဲ့ခုနောက်ပိုင်းအထူးသဖြင့်2023နောက်ပိုင်းကာလတွေမှာတော့မြန်မာ Minecraft YouTuber တော်တော်များများကပျောက်ဆုံးသွားကြတာကိုအားလုံးလည်းသတိထားမိကြမယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒီနေ့တော့တစ်ချိန်ကစီကားခဲ့သလောက်ခုတော့တစစနဲ့ချက်ကတ်သွားပြီဖြစ်တဲ့မြန်မာ community တွေကမြန်မာ Minecraft YouTuber တွေဘာလို့ပျောက်ဆုံးသွားကြလဲဆိုတာကိုအဖြေရှာကြည့်ကြမှာဖြစ်ပါတယ်2019နဲ့2020ကြားကာလကမြန်မာ Minecraft community ရဲ့အစီအကားခဲ့တဲ့အချိန်นี้ရွှေရောင်နေ့ရက်တွေလို့ပြောလို့ရခဲ့ပါတယ်။အဲ့ဒီဒီမှာပဲကျွန်တော်တို့ချက်ခဲ့တဲ့မြန်မာ Minecraft YouTuber ဖြစ်တဲ့ Clovercraft, Unreal, Nikki, Marlin, Xcreeper နဲ့ကျွန်တော်တို့ရဲ့ချစ်တော်ကြီးမြန်မာ crafter တို့ကသူတို့ကိုယ်ပိုင် survival series လေးတွေစခဲ့တဲ့အပြင်ကိုမှသူတို့အားလုံးပေါင်းပြီးတော့ server တောင်ကတခြား series တွေများစွာကိုလည်းပြုလုပ်ခဲ့တာကြောင့်ဒီရက်တွေကမြန်မာ Minecraft community ရဲ့ရွှေရောင်နေ့ရက်တွေလို့ပြောလို့ရခဲ့ပါတယ်။ဒီအဲ့ဒီထဲမှာပဲကျွန်တော်တို့ကြိုက်ခဲ့ကြတဲ့ survival series လေးတွေဖြစ်ကြတဲ့ Chipacraft PC 3000 Pokécraft Clover Kingdom အစရှိတဲ့ survival series တွေကလည်းထွက်ခဲ့တာပေါ့2023နောက်ပိုင်းမှာတော့မြန်မာ Minecraft player base ကတဖြည်းဖြည်းနဲ့ကျဆင်းလာခဲ့ပြီးတော့မြန်မာ Minecraft YouTuber တော်တော်များများကလည်းအကြောင်းပြချက်ပေါင်းစုံနဲ့ကွတ်သွားကြပါတယ်ဒီနေရာမှာသူတို့လည်းအပြစ်သွားပြလို့မရဘူးဗျ Minecraft ကကစားလို့ကောင်းပြီးအဆုံးမရှိတဲ့ sandbox game တစ်ခုဖြစ်တယ်ဆိုရင်မဲ့မြန်မာနိုင်ငံမှာတော့တခြား live service game တွေကိုရှင်းနိုင်စွမ်းမရှိခဲ့ပါဘူးဒါဟာကျွန်တော် Minecraft ကိုစော်ကားပြီးပြောနေရလည်းမဟုတ်ပါဘူးဘာလို့ဆို Minecraft ကိုကျွန်တော်လက်ရှိမြန်မာနိုင်ငံမှာအောင်မြင်နေတဲ့ live service game တွေဖြစ်တဲ့ PUBG Mobile Legends တို့တဲ့ပို့ချက်ခဲ့ပြီးတော့ပို့ပြီးတော့ဆွေးနွေးလည်ကစားခဲ့တာကြောင့်ပါဒါပေမဲ့ Minecraft ကမြန်မာနိုင်ငံမှာတော့တခြား live service game တွေကိုမရှင်းနိုင်ခဲ့တဲ့အတွက် player base ကလည်းကျလာတဲ့အပြင်မှာ Minecraft ကိုအဓိကဦးတည်ပြီးတော့လုပ်ကြတဲ့မြန်မာ Minecraft YouTuber တွေအတွက် viewer တွေကလည်းတဖြည်းဖြည်းကျဆင်းလို့လာခဲ့ပါတယ်။ဒါကြောင့်လည်းမြန်မာ Minecraft YouTuber တွေက Minecraft content တွေကို career အဖြစ်လုပ်ကိုင်မှုအဆင်ပြေတော့တဲ့အတွက်ကွတ်သွားခဲ့ကြတာလို့လည်းကျွန်တော်ကတော့ထင်ပါတယ်။ဒါကလည်းကျွန်တော်ရဲ့ထင်မြင်သက်သက်ပါပဲ။ဒီလိုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့မှသူတို့ကိုအပြစ်သွားပြောလို့မရပါဘူး။ဒီလိုလူဆောင်နေပြီးတော့ sponsorship ရဖို့ခက်ခဲတဲ့ game တွေကိုစော့ပြီးတော့ content တွေလုပ်နေတာတဲ့အပြင်မှာအလုပ်တစ်ခုတက်လုပ်လိုက်တာကပိုပြီးအဆင်ပြေတာဦး။ဒီချက်ကြောင့်လည်းတော်တော်များများက channel တွေကိုရောက်ပြီးကွတ်သွားခဲ့ကြတယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်အရင်ကစီကားတက်မြက်ခဲ့တဲ့မြန်မာ Minecraft community ကြီးကိုပြန်ရဖို့ဆိုတာကအခုချိန်မှာခရင်သွားပြီဖြစ်တယ်လို့အရင်ကမြန်မာ Minecraft community ကြီးကလည်းကျွန်တော်ရင်ထဲမှာလွှမ်းဆရာပြကြံရှိခဲ့တာတော့အမှန်ပါပဲ။โอเคဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဘော်ရာတို့အကြိုက်ဆုံး YouTuber ကဘယ်လိုဖြစ်ခဲ့ရဆိုတာကိုလည်း comment ထဲမှာရေးသွားခဲ့ကြပါဦး။ဒီလို gaming နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်သေးတယ်ဆိုရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့ပြောချင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့